ကမ္ဘာအကြီးဆုံးဗုဒ္ဓဘာသာစေတီတော်ကြီးဟာအိန္ဒိယမှာလည်းမဟုတ်သလိုမြန်မာမှာလည်းမရှိပါဘူးအင်ဒိုနီးရှားနိုင်ငံရဲ့တောနယ်ထဲမှာနှစ်ပေါင်း800ကျော်ပျောက်ကွယ်နေခဲ့တဲ့ဒီအန်ထွယ်စေတီတော်ကြီးအကြောင်းသင်သိပါသလားဒီတော့အလဲဂျာပါပြည်နယ်မာဂီလန်မှာခန့်ညားထေဝါဆိုတာတည်ရှိနေတဲ့အနုပညာလက်ရာမွန်တစ်ခုထပ်ပါတယ်ဒါဟာအဆောက်အုံတစ်ခုထပ်ပို့ပါတယ်လူဝက်ချက်တွေနဲ့ပြည်နေနေတဲ့ရှေးဟောင်းယဉ်ကျေးမှုရဲ့တက်တဲ့တူလည်းဖြစ်ပါတယ်ဒီစေတီတော်ကိုဘယ်သူတွေတည်ထားခဲ့တာလဲဘယ်လိုနီလန်းတွေနဲ့တည်ဆောက်ခဲ့တာလဲဘန်ဘူရုပ်ကြွတွေနဲ့စေတီညံဒီရဲ့နောက်ွယ်ကလူဝက်ချက်ကပါလဲဘောရောဘုဒ္ဓရဲ့လူဝက်ချက်တွေကိုအတူတူလေ့လာကြည့်အောင်ဘောရောဘုဒ္ဓဟာကမ္ဘာအကြီးဆုံးဗုဒ္ဓဘာသာစေတီတော်ကြီးဖြစ်ပါတယ်ရှေးရာစုမှာရှီလိန်ဒရမင်းဆက်ကတည်ထားခဲ့တာပါဒီစေတီတော်ကြီးကိုမိတောင်ကြောက်တုံးပေါင်း2တန်းကျော်နဲ့ခေတ်ပေါ်ကောဒါမှမဟုတ်အင်္ဂဒေအဆက်အဟတ်တကွီမှမပါပဲခိုင်ခန့်ထေဝါစွာတည်ဆောက်ထားပါတယ်ဒါပေမဲ့သင်သိပါသလားဒါကိုဘလို့တည်ဆောက်ခဲ့တယ်လဲဆိုတာအတိအကျဖော်ပြထားတဲ့မှတ်တမ်းမှရမရှိပါဘူးဒီတည်ဆောက်မှုနောက်ွယ်ကပါရမီရှင်ဘိတုကပညာရှင်ဟာဘယ်သူများလဲဒီစီတီတော်ကိုဗုဒ္ဓဘာသာရဲ့စัจ java လာတန်တာမန္တလာပုံစံအတိုင်းဒီဇိုင်းဖော်ထားတာပါဘောရောဘုဒ္ဓမှာအဆင့်3ဆင့်ပါဝင်ပါတယ်ကာမဓာတုအလိုစန္ဒတို့ရှိရာလောကရူပဓာတုရုပ်တက်ရှိရာလောကနဲ့အရူပဓာတုရုပ်တက်ကင်းစင်ရာလောကတို့ပဲဖြစ်ပါတယ်ဇီတီတော်ဘောကိုတက်လှမ်းရခြင်းဟာရုပ်ပိုင်းဆိုင်ရာခရီးစဉ်တစ်ခုတည်းမကပဲစိတ်ပိုင်းဆိုင်ရာခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်ဒါဟာလူသားတို့ရဲ့ဉာဏ်အလင်းရရှိရာစီတို့ရှောက်လန်းခြင်းကိုကိုးစားပြုပါတယ်ခေတ်ပေါ်နည်းပညာတွေမရှိသေးတဲ့အချိန်မှာဘောရောဘုဒ္ဓကိုဘလို့တိဆောက်ခဲ့တာလဲအသုံးပြုထားတဲ့မီးတောင်ကြောက်တုံးတွေကိုအဝေးတနေရာကနေရိုးရှင်းတဲ့နီးလန်းတွေနဲ့တဲဆောင်လာခဲ့ကြတာလို့ယူဆရပါတယ်။ဒါပေမဲ့အဓိကမေးခွန်းကတော့ရှိနေသေးပါပဲ။ဒီကြောက်တုံးတွေကိုဘလို့နီးနဲ့ဒီလောက်တိကျသေးကြစွာစီရီနိုင်ခဲ့တာလေ။ဒါကြောင့်ပဲဒီစီရီတော်ဟာနှစ်ပေါင်းထောင်ကျော်တိုင်အောင်ကြံ့ကြံ့ခံရက်တည်နေတာပါ။ဘောရောဘုဒ္ဓမှာဘန်ဘူရုပ်ကြွပေါင်း2600ကျော်ရှိပြီးအဲ့ဒီရုပ်ကြွတွေကဇက်လန်းပေါင်းစုံကိုပြောပြနေပါတယ်။ဘုရားမြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်ကနေကိုကျင်တရားဆိုင်ရာသင်ခန်းစာတွေအထိပါဝင်ပါတယ်။ဒါပေမဲ့တချို့အပိုင်းတွေမှာတော့လိုဝက်ချက်ကိုတွေသိမ်းဆည်းထားသလိုမျိုးပဟေလီဆန်နေပါတယ်ဒီဆောက်သူတွေကတမင်တကာဖုံးကွဲထားတဲ့ဘန်ဘူရုပ်ကြွတွေလည်းပါဝင်ပါတယ်။သူတို့ဘာတွေကိုဖုံးကွဲဖို့ကြိုးစားခဲ့တာလဲ။ရှီလိန်ဒရမင်းဆက်ပြတ်သွန်းသွားပြီးနောက်ဘောရောဘုဒ္ဓဟာတဖြည်းဖြည်းမေ့လျော့ခြင်းခံရပါတယ်။ရာစုမှတ်ပေါင်းများစွာတိုင်အောင်ဒီစေတီတော်ဟာမိတောင်ပြားတွေအောက်မှာမြုပ်နေခဲ့ပြီးတောအုပ်ထူထူကြားမှာဖုံးလွှမ်းနေခဲ့ပါတယ်။နောက်ဆုံးမှာတော့1814ခုနှစ်မှာအင်္ဂလိပ်ဗျံကောင်ချုပ်ဆာသောမတ်စတန်ဖို့ဒ်ရက်ဖဲလ်စ်ကမီလီယံနီနဲ့ဒီအန်အော်လက်ယာကြီးကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။20ရာစုမှာတော့ဘောရောဘုဒ္ဓကိုယူနစ်ကိုရဲ့အကူအညီနဲ့အကြီးအမားပြုပြင်ထိန်းသိမ်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။20နှစ်ကျော်တိုင်အောင်မူလလက်ရအတိုင်းပြန်ဖြစ်အောင်အချိန်ယူခဲ့ရပါတယ်။1990ခုနှစ်မှာတော့ကမ္ဘာအမွေအနှစ်စေတီတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့စိန်ခေါ်မှုတွေကတော့ရှိနေသေးပါပဲ။တဘာဝဘေးအန္တရာယ်ကနေဖျက်ဆီးမှုတွေအထိချိန်ချောက်နေပါတယ်။ထိုင်ဆုံးကအဓိကစေတီကြီးဟာထင်ကျဲပေးစာတွေနဲ့ပြည့်နှက်နေပါတယ်။အဲ့ဒီစေတီအတွင်းနိုင်မှာပြည့်စုံခြင်းကိုကိုးစားပြုတဲ့ဘုံဒရုပ်ပွားတစ်စုရှိတယ်လို့အဆိုရှိပါတယ်။ဒါပေမဲ့တကယ်ပဲဟုတ်ပါသလား။အခုအချိန်အထိဒီစေတီရဲ့အတွင်းပိုင်းဟာလွှတ်ဝှက်ချက်တစ်ခုအဖြစ်ရှိနေသေးပါပဲ။ပြောရင်းတော့တေဝင်ဖိလစ်ပြတော့အချင်းမရှိခဲ့ပါဘူး။ဘောရောဘုဒ္ဓဟာသမိုင်းဆိုင်ရာစေတီတစ်ခုတည်းမကပဲနတ်ကျန်းနဲ့ဘာသာစိတ်ဝိညာဉ်ဆိုင်ရာသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။လူအများစုအတွက်တော့ဒီစေတီတော်ကိုတက်လှမ်းရခြင်းဟာကိုပြန်လဲဆင်ခြင်သုံးသပ်ရတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။တစ်ဖက်မှာတော့လည်းဘောရောဘုဒ္ဓဟာကမ္ဘာယဉ်ကျေးမှုအမွေအနှစ်တစ်ခုချက်တလို့ကျွန်ုပ်တို့ဘိုးဘိုးဘီဘင်တွေရဲ့အောင်မြင်မှုနဲ့ပညာဉာဏ်တွေကိုသတိရမိစေပါတယ်။ဘောရောဘုဒ္ဓစေတီတော်ဟာအင်ဒိုနီးရှားနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုထွန်းကားခဲ့တဲ့သက်သေတစ်ခုပါ။ခန့်ညားလာပါမှုတွေရဲ့နောက်ွယ်မှာတော့ဘယ်တော့မှအပြည့်စုံပေါ်ပေါက်လာမှာမဟုတ်တဲ့လျှို့ဝှက်ချက်တွေရှိနိုင်ပါသေးပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ like လုပ်ဖို့မမေ့ပါနဲ့ဦးနော်။ကျွန်တော်တို့ကိုကူညီဖို့အတွက်ဒီဗီဒီယိုကို subscribe လုပ်ပြီးမျှဝေပေးကြပါကမ္ဘာသမိုင်းကြောင်းလေ့လာခြင်းခရီးစဉ်တွေအတွက်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်